ဟုတ်ကဲ့ကျွန်တော်ဒီနေ့ရှင်းပြပေးမှာကတော့ဒီ construction site နေမှာပေါ့နော်ဒီကျွန်တော်တို့ data software ကိုဘယ်လိုမျိုးအသုံးပြုလို့ရလဲဆိုတာကိုကျွန်တော်တို့ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ကျွန်တော်တို့အခု software ကိုစဝင်လိုက်ပြီဆိုတာနဲ့ဒီ sales ဆိုတဲ့ဒီ button လေးရပါတော့နော်အယောင်းတွေပါလုပ်လို့ရတယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါအုပ်စုတွေခွဲထားလို့ရတယ်ဒါဘီလက်မီအုပ်စုဆိုဘီလက်မီအုပ်စုပေါ့နော်ဒါဒီလိုလေးခွဲထားလို့ရတယ်ပေါ့ဒါဆိုရင်ဖန်တုံးပေါ့ဖန်တုံးကိုကျွန်တော်တို့ဒီဈေးနဲ့ရောင်းမယ်အကယ်၍များမှကျွန်တော်တို့ကဒီလက်လီဈေးတို့လက်ကားဈေးတို့ဒါမှမဟုတ်လေဒီပတ်ကင်ဈေးတွေပေါ့နော်ပတ်ကင်ဈေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ unit အလိုက်ကျွန်တော်တို့ကပြောင်းပြီးတော့ရောင်းလို့ရတယ်ပေါ့အဲဆိုရင်6လုံးပါတစ်ပတ်ကင်ဆိုလို့ရှိရင်9400ပေါ့နော်ဒါဆိုလို့ရှိရင်ဒါတစ်ခုချင်းဆိုလို့ရှိရင်တော့9100ပေါ့ဒီလိုပုံစံမျိုးလေးတွေလည်းကျွန်တော်တို့ရောင်းလို့ရတယ်ပြီးတဲ့အခါကျလို့ရှိရင်ဟိုက pay ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ဒီမှာပေါ့နော်ဒါ cash လားပြီးတဲ့အခါကျ credit လားပြီးတဲ့အခါကျရင်အကယ်၍ပေါ့နော်ဒါ way တို့ KP တို့ပေါ့နော်ဒီလိုပုံစံမျိုးလေးနဲ့လည်းကျွန်တော်တို့ဒါဟိုရှင်းလို့ရတယ်ပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ cash ဆိုတဲ့ပုံစံမျိုးလေးနဲ့တော့ဒါရောင်းလို့ရတယ်ပြီးတဲ့အခါကျရင်ဒီမှာ discount တွေဒါဆိုလို့ရှိရင် discount ကိုလည်းကျွန်တော်တို့ကဒါ percentage နဲ့လည်းပေးလို့ရတယ်ပြီးရင် amount နဲ့လည်းဒါရိုက်ထည့်ပြီးပေးလို့ရတယ်ပေါ့နော်ဟုတ်အဲ့လိုပုံစံမျိုးလေးတွေကျွန်တော်အသုံးပြုလို့ရပါတယ်ပြီးတဲ့အခါကျရင်အကယ်၍ကျွန်တော် customer ငွေရှင်းပြီဆိုတာနဲ့ဒီ pay ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ဒါငွေရှင်းပေးလိုက်လို့ရတယ်ပေါ့ဒါဆိုလို့ရှိရင်ဒါပစ္စည်းရဲ့ဒါကျွန်တော်ကတော့ဒါ A5 voucher ပုံစံမျိုးလေးနဲ့ဒါစမ်းပြရတယ်ပေါ့နော်အကယ်၍လူကြီးမင်းတို့ကဒီ A5 voucher လေးကိုလည်းကိုယ့်အကို customer အနေနဲ့ပေါ့နော်ဒီ software ထဲမှာဟိုကိုယ့်အကိုပြင်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီဟာလေးတွေကဒါပြင်ဆင်လို့ရပါတယ်ဒါဆိုလို့ရှိရင် current order ပေါ့နော်ဒီ current order ဆိုတဲ့ဥစ္စာကကြတော့ဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်ဒီ customer တယောက်ကပေါ့နော်ကိုယ့်စီကနေပြီးဒါ order တက်ထားတယ်ပေါ့order တက်ထားပြီမဲ့ तू ကဒီထက်ယူလဲယိုးမယ်ပေါ့နော်ဒီကုန်ပစ္စည်းတွေကိုထက်ယူခြင်းလဲယိုးမယ်အကယ်၍ဟိုအတိုးလျှော့ပေါ့နော်ဒါ pending state ပေါ့လေအဲ့လိုပုံစံမျိုးထားတဲ့နေရာမှာကျွန်တော်အသုံးပြုလို့ရပါတယ်ပြီးတဲ့အခါကျရင်အကယ်၍အဲ့ customer ကိုကျွန်တော်တို့ကငွေရှင်းပေးမယ်လို့ဒါအယောင်းလုပ်တော့မယ်ဆိုလို့ရှိရင်လေ due terminal ကိုနှိပ်ပြီးတော့ဒါဆိုရင်အယောင်း screen ကိုပြန်ရောက်သွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် credit နဲ့တစ်ဆောင်ရောင်းပြပေးမယ်ပေါ့ပြီးတဲ့အခါကျရင်ကျွန်တော်ခုနပြောသလိုပဲဒီမှာ credit ကလေးကိုနှိပ်ပြီးတော့ okay ရွေးလိုက်မယ်ပြီးတဲ့အခါကျရင်ဒါကိုဒါအကျွေးပေါက်ချအနေနဲ့ရောင်းလိုက်ပြီပေါ့နော်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်ဒါ serial book ပေါ့နော် serial book မှာဆိုလို့ရှိရင်ဟိုဒီမှာတရက်ချင်းတလချင်းဒါတစ်နှစ်ချင်းလေဒါကြည့်လို့ရတယ်လို့ပြီးရခါကြလို့ရှိရင်ကျွန်တော်ကဒါအုပ်စုအလိုက်ပေါ့နော်ဥပမာဘီလက်မြေအုပ်စုဆိုရင်လည်းဘီလက်မြေအုပ်စုပုံစံဒါဟိုအထက်သားဆိုလည်းအထက်သားပေါ့နော်ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်အုပ်စုပြန်ခွဲပြီးတော့ဟိုကြည့်လို့ရပါတယ်အကယ်၍ကျွန်တော်ကရောင်းဈေးတို့ဝယ်ဈေးတို့ဟိုထည့်ထားတယ်ဆိုလို့ရှိရင်လေကျွန်တော်ကဥပမာရောင်းဈေးကဘယ်လောက်ဟို average ball price ပေါ့နော်ဝယ်ဈေးကဘယ်လောက်ပြီးရင် estimate profit ပေါ့နော် profit ကဒါအမြတ်ကျန်တာလေးကဘယ်လောက်ဆိုပြီးတော့ကျွန်တော်တို့ဒါ software မှာတစ်ခါတည်းပေါ်ပေးထားပါတယ်ဟုတ်ပြီးတဲ့အခါကျလို့ရှိရင်ဒီ report တွေအကုန်လုံးကိုလည်းကျွန်တော်တို့က PDF တို့ Excel တို့ဒါ print ပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒါတန်းထုတ်လို့ရပါတယ်ခင်ဗျာဟုတ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒါ stock list ပေါ့ stock list တွေဝင်သွားပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒီဘယ်ကုန်ပစ္စည်းကဘယ်နှလုံးရှိသေးရဲဆိုတဲ့ဥစ္စာလေးကိုလည်းဒီ stock list မှာတစ်ခါတည်းတွေ့နိုင်တယ်လို့အကယ်၍မှကျွန်တော်ဈေးနှုန်းတွေပေါ့နော်ကျွန်တော်တို့ parking ဈေးတို့တကူချင်းဈေးတို့ဒါပြောင်းကျင်တဲ့အခါမှာ selling price မှာလည်းဒါအလွယ်တကူဒါပြောင်းလိုက်လို့ရပါတယ်ပြီးတဲ့အခါကျရင်ကျွန်တော်က unit ပေါ့နော်unit မှာဆိုလို့ရှိရင်လည်း unit အမျိုးမျိုးပေါ့ဥမာဟိုတကူချင်းဈေးနှုန်းထည့်မလားဒါမှမဟုတ်လဲတ parking ဈေးနှုန်းထည့်မလားဒီလိုပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုလည်းကျွန်တော်တို့ကဒီ software ထဲမှာတစ်ခါတည်းထည့်သွင်းအသုံးပြုလို့ရပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီ parking ပေါ့နော် parking မှာဆိုလို့ရှိရင်လည်းဒီ parking ရဲ့ဘာကုတ် print ပေါ့နော်အဲ့ဒါလေးကိုထုတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒါလေးကိုနှိပ်ပြီးတော့ဒါဘာကုတ်တွေပါလေဒါပြောမှဆိုရင် unit ရဲ့ဘာကုတ်ပေါ့နော် unit ရဲ့ဘာကုတ်ကိုလည်းကျွန်တော်တို့ထည့်သွင်းအသုံးပြုလို့ရပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘာကုတ်မရှိတဲ့ပစ္စည်းဆိုလို့ရှိရင်ဒါ print ဘာကုတ်ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပြီးတော့ဒါဘာကုတ်ကော QR code ကောကျွန်တော်တို့ကဒါထည့်သွင်းအသုံးပြုလို့ရပါတယ်ဟုတ်ပြီးရခါကြလို့ရှိရင်ကျွန်တော်တို့ကုန်ပစ္စည်းအဝင်အထွက်တွေပေါ့နော်လက်ကျန် balance ဘယ်လောက်ရှိတယ်ဆိုတဲ့ဥစ္စာလေးကိုလည်းကျွန်တော်တို့ကြည့်လို့ရတယ်ဒီ store balance ဘိုင်း warehouse report မှာဆိုလို့ရှိရင်လည်း
ဒီမှာပေါ့နော်ဒီနေ့ပစ္စည်း opening အဖွင့်ရဘလောက်ဒီနေ့အဝင်ရှိရင်ပစ္စည်းအဝင်ရဘလောက်ပြီးကျွန်တော်တို့ကရောင်းကဘလောက်ပေါ့နော်လက်ရှိ closing ရဘလောက်ပေါ့ဒီလိုပုံစံမျိုးလေးကိုလည်းကျွန်တော်တို့ကဒါဆိုရင်ရက်အလိုက်လအလိုက်နှစ်အလိုက်လည်းကျွန်တော်တို့ဒါ report တွေပြန်ပြီးတော့ကြည့်လို့ရပါတယ်ပြီးတဲ့အခါကျလို့ရှိရင်လည်းဒီ report တွေအားလုံးကိုဒီ Excel တို့ဒီ PDF file တို့နဲ့လည်းဒါကျွန်တော်တို့ print ထုတ်ထားလို့ရပါတယ်ခင်ဗျာဒီမှာ store balance ပိုင်း warehouse report ပေါ့ဒါကြလို့ရှိရင်သူကဘာလဲဆိုတော့ဥမာ unique နဲ့ခွဲထားလို့ရှိရင်ဟုတ်ဒါရောဒီ report လေးကတော့store balance ပိုင်း warehouse report ပေါ့နော်သူကတနည်းအားဖြင့်ဘယ်လိုလဲဆိုရင်ကိုယ်မှာလက်ကျန် ground store တွေပေါ့နော်ဘယ်လောက်ရှိရဆိုတဲ့ဥစ္စာကိုကျွန်တော်ကဒီ report လေးမှာဒါကြည့်လို့ရပါတယ်ခင်ဗျာဒါဆိုရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအရေးအတွက်တီးတန့်ကြီးပဲကြည့်တာပေါ့အဲ့ဒါမှမဟုတ်ဘူးကျွန်တော်တို့ကဝယ်ဈေးတီးတန့်ကြီးပဲကြည့်ကျင်လည်းရပါတယ်ရောင်းဈေးနဲ့တွက်ပြီးတော့ကြည့်ကျင်လည်းရပါတယ်ဒါမှမဟုတ်ရောင်းဈေးဝယ်ဈေးအရေးအတွက်အကုန်လုံး report တွေပေါ့နော်အဲ့လိုမျိုးလေးကြည့်ကျင်လို့ရှိရင်လည်း all report type ကိုရွေးပြီးတော့ကျွန်တော်ကဒီမှာအရေးအတွက်ကဘယ်လောက်ဝယ်ဈေးနဲ့ဆိုရင်ဘယ်လောက်တန်ကြီးရှိရဲရောင်းဈေးနဲ့ဆိုရင်ဘယ်လောက်တန်ကြီးရှိရဲဆိုတဲ့ဥစ္စာကိုလည်းဒါကျွန်တော်ဒါကြည့်လို့ရပါတယ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်က multi unit နဲ့ပေါ့နော် multi unit နဲ့ဆိုလို့ရှိရင်လည်းဒါဘယ်ဟာတော့ဘယ်နှလုံးကြံသေးတယ်ဆိုတဲ့ဥစ္စာပေါ့နော်ဒီလိုမျိုးဟာလေးတွေကိုလည်းကျွန်တော်တို့ဒါအလွယ်ကူဆုံးနဲ့အများအဆန်ဆုံးဒါကြည့်လို့ရပါတယ်ခင်ဗျာဒီ report တွေအကုန်လုံးကိုလည်း Excel နဲ့ print နဲ့ဒါကျွန်တော်တို့ report တွေကိုလည်းထုတ်ထားပြီးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ order history ပေါ့နော် order history ကြတော့ကျွန်တော်တို့ကဒီတရက်မှာပေါ့ voucher ဘဏ္ဍာဆောင်ရောင်းလာတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ကဒီမှာပြပေးထားတာပေါ့နော်ဒါ voucher ဖြစ်ပြီးသားအဆောင်ရည်လေးတွေကိုကျွန်တော်ဒီမှာပြပေးထားတယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီမှာ finish time ပေါ့အကယ်၍ဒီ voucher တစ်ဆောင်ချင်းစီရဲ့အသေးစိတ် detail ပေါ့နော်အဲ့ဒါလေးကိုပြန်ကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီကိုကြည့်ကျင်တဲ့ voucher ရဲ့ဒီ finish time ပေါ့နော်ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်ကဒါဒီမှာဒါကြည့်လို့ရပါတယ်ဒါဘယ်ပစ္စည်းဘယ်လောက်ဝယ်သွားတယ်ဆိုတဲ့ဥစ္စာလေးပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြန်ကြည့်လို့ရပါတယ်ခင်ဗျာပြီးတဲ့အခါကျလို့ရှိရင်ဒီမှာ member ပေါ့နော်ဒါ member ပါဆိုလို့ရှိရင်လည်းကျွန်တော်ဒီ member တွေကနေပြီးတော့ credit တွေပေါ့နော်ဝယ်တယ်ဆိုလို့ရှိရင်လည်းအကျွေးစင်းရင်းတွေပေါ့အဲ့ဒီအကျွေးစင်းတွေကိုလည်းကျွန်တော်ကဒီမှာတခါတည်းခုနကအကျွေးရောင်းခဲ့လူတွေစီမှာပေါ့နော်ဘယ်သူကဘယ်လောက်ရရရှိရဲဘယ်သူကဘယ်လောက်ရရရှိရဲဆိုတာဒီအနီရောင်လေးတွေကြတော့ကျွန်တော်တို့ဒါအကျွေးဂျူးတိတ်ကြော်သွားတဲ့လူတွေပေါ့နော်ဒီအပြောင်လေးနဲ့ကြတော့ဒါအကျွေးဂျူးတိတ်ဒါမကြော်သေးတဲ့ customer တွေကိုဒါကျွန်တော်ကပြပေးရတာဖြစ်ပါတယ်ဟုတ်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်ကဒီ supplier ပေါ့ဒီ supplier မှာဆိုလို့ရှိရင်လည်းဒါလေးကတော့ premium feature လေးပေါ့နော်ဟုတ် premium feature လေးကတော့ဘာလေးပို့ပြီးတော့ဒီအသုံးဝင်လဲဆိုရင်ကျွန်တော်ကPO purchase order တွေပါပြီပေါ့နော်အဲ့လိုပုံစံမျိုးဖွင့်ပြီးတော့ voucher ကိုအဆောင်လိုက်တွင်းတဲ့အချိန်တွေပါပေါ့ new purchase order တို့ဒီလိုပုံစံမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ဘယ် supplier စီကနေပြီးတော့ကျွန်တော်ကဘယ် item ပစ္စည်းတွေကိုဝယ်မလဲဆိုတဲ့ဒါပြောမှဆိုရင်voucher အလိုက်စည်ရင်းသွင်းတဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒီလိုမျိုးပုံစံမျိုးလေးကိုလည်းကျွန်တော်တို့ထည့်သွင်းအသုံးပြုလို့ရပါတယ်ခင်ဗျာဒီအပေါ်လေးမှာဆိုလို့ရှိရင်လည်းကျွန်တော်က expand ပေါ့နော် expand ဆိုလို့ရှိရင်လည်းဒီ site ရဲ့ဒီဟိုပါပေါ့အသုံးစရိတ်တွေပေါ့နော်ဒီအသုံးစရိတ်တွေကိုလည်းကျွန်တော်ကဒီထဲမှာထည့်သွင်းပြီးတော့အသုံးပြုလို့ရပါတယ် expand ကိုလည်းကျွန်တော် report အနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအပေါ်လေးမှာ expand report တွေရှိပါတယ်ဟုတ်ပြန်ဒါကိုလည်းကျွန်တော်တရချင်းတလာချင်းတစ်နှစ်ချင်းပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်ဒါအကုန်လုံးဒါတရချင်းတစ်နှစ်ချင်းဒါသူ့ရဲ့ report အတိုင်းပေါ့နော်အကုန်လုံးပြန်ပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာ summary report မှာကြတော့ဒီနေ့ပဲဖြစ်စီဥမာဒါငွေစင်းကျုပ်ပုံစံမျိုးပေါ့ဒီ summary report မှာလည်းဒီရက်လာနေ့ဒါကိုကြိုက်တဲ့ရက်အပိုင်းအကြောင်းကိုကျွန်တော်တို့ filter လုပ်ပြီးတော့ကြည့်လို့ရတယ်ပြီးတဲ့အခါကျဒီနေ့ရဲ့အယောင်စင်းရဘယ်လောက်ရှိရဲပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာဆိုလို့ရှိရင်လည်းဒါအကျွေးရဘယ်လောက်ရှိရဲ credit ကဘယ်လောက်ရှိရဲပေါ့နော်နောက်တစ်ခါ KB နဲ့ရောင်းခဲ့တယ်ဆိုလို့ရှိရင်လည်း KB amount နဲ့ဘယ်လောက်ရှိရဲပေါ့နော်ဒီနေ့ရဲ့ရောင်းအားဘယ်လောက်ရှိရဲပေါ့ဒီလိုပုံစံမျိုးလေးတွေရဲ့ဒီငွေကြေးအသေးစိတ်လေးတွေကိုလည်းကျွန်တော်ကဒီ summary report မှာလာကြည့်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ဒီ construction မှာအသုံးပြုလို့ရနိုင်မဲ့ကျွန်တော်တို့ Tata software video လေးကိုကြည့်ရှုပေးတဲ့အတွက်ကြောင့်မလို့လည်းကျွန်တော်တို့ software မှာအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ